တင် brand ရုပ်ထွက်မိုက်ဖို့အတွက် paper box တွေသုံးဖို့စဉ်းစားနေရဆိုလို့ရှိရင်တော့အခုပဲဒီရဲ့ အဲ့တော့ Canet wardrobe အတွက်ကျွန်တော်တို့ Weback ကနေထုတ်လုပ်ပေးထားတဲ့ paper box တွေပဲဖြစ်ပါတယ်ဒီနောက်ကကျွန်တော်နောက်ကဒီဘူးတွေပေါ့နော်ဘူးတွေဒါအကုန်လုံးဆိုလို့ရှိရင်ဒါ Canet ကနေပြီးတော့ second batch အတွက်မှာယူထားတဲ့ order ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ပုံကြီးကတော့အမြင်ကြီးပဲเนาะဒီမှာကျွန်တော်အရက်ထက်တောင်ကြော်တယ်ဒါပေမဲ့ကျွန်တော်မှီပါလေးတယ်ဆိုတော့ဒါကတော့ first batch ကထုတ်ထားတဲ့ paper box တွေဖြစ်ပါတယ် first batch ကထုတ်ထားတဲ့ paper box နဲ့ပတ်သက်ပြီးတော့ဘာဗီဒီယိုမှမလုပ်ရသေးဘူးပေါ့เนาะအဲဒါကြောင့်မလို့အခုဒီခါလေးဒီထဲမှာပြလိုက်တာပါဒါကတော့ဒီကျွန်တော်နောက်ကမြင်နေရတဲ့အပုံတွေကsecond batch အတွက်ဘူးပေါ့နော်ပါတယ်ပပလျက်လျက်နဲ့ပုံစံလေး look လေးရတော့တော်တော်မိုက်တယ်ကျွန်တော်တို့သဘောကျတယ်ကောင်းပို့ပြီးတော့ဒီ first batch နဲ့ second batch က paper box တစ်ခုကိုရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ second batch ကဘူးကတော့ slim and sleek ဖြစ်တယ်အထက်က product ကတကယ်ကိုချစ်ချစ်ရရပပလျက်လျက်နဲ့မိုက်သားဖြစ်နေနေဆိုတဲ့ခံစားချက်မျိုးကိုရတယ် first batch ရှုံးကဘူးကကြတော့တကယ်ကို heavy ဖြစ်ပြီးတော့ကိုယ့်အရှိမှာ something big is sitting right in front of you ဆိုတဲ့ vibe မျိုးကိုရတယ်ပေါ့နော်ဆိုတော့ဘူးတစ်ခုချင်းစီရဲ့အချိုးအစားပါဝင်ဖွဲ့စည်းထားတဲ့ဒီဇိုင်းတွေပေါ်မူတည်ပြီးတော့ဘူးတစ်ခုချင်းစီရဲ့ပေါ့နော်တဘူးနဲ့တဘူးကြားမှာ face နဲ့ vibe တွေကလည်းမတူညီပါဘူးအဲ့လိုပဲဒီဘူးကိုအသုံးပြုလိုက်တဲ့ customer ရဲ့မှတ်ဉာဏ်ထဲမှာလည်းဒီကိုယ့်ရဲ့ brand ကလုံးဝတွဲထင်ပြီးတော့ကြံနေပြီမှာပဲဖြစ်ပါတယ်ပြီးတော့ local brand owner တယောက်အနေနဲ့local brand owner ဆိုတာ clothing brand မှမဟုတ်ဘူးเนาะဘယ်နယ်ပယ်က brand owner ပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့ product ကိုထုတ်ပိုးဖို့အတွက် paper box တွေလိုအပ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Weback နဲ့အမြန်ဆုံးဆက်သွယ်ဆောင်ရွက်လိုက်ပါလို့သတင်းကောင်းပါလိုက်ပါရစေခင်ဗျာ